အားလုံးပဲမင်္ဂလာပါရှင်အဲ့တော့2026ရဲ့1ရက်နေ့ကနေစပြီးတော့9ရက်နေ့အတွင်းတပတ်အတွင်း9ရက်သားသမီးတွေရဲ့ကံကြမ္မာကိုပြောပြပေးချင်ပါတယ်အဲ့တော့ဒီပထမဦးဆုံးပထမအပတ်မှာပဲเนาะဒီတစ်လပိုင်းရဲ့ပထမအပတ်မှာပဲ9ရက်သားသမီးတွေရဲ့ကံကြမ္မာကဘယ်လိုမျိုးပြောင်းလဲမှုတွေစတင်လာတာလဲဆိုတာလေးကိုပြောပြချင်တယ်ပေါ့နော်အဲ့တော့ပထမဦးဆုံးတနင်္ဂနွေသားသမီးများပေါ့တနင်္ဂနွေသားသမီးတွေကဆိုလို့ရှိရင်1ရက်နေ့ကနေ9ရက်နေ့ကြားထဲမှာထူးခြားတဲ့เนาะပညာရပ်တွေကိုလိုချင်တဲ့ကိုသင်ယူခြင်းနေတဲ့ပညာရပ်တွေကိုကိုကသင်ယူရနိုင်တယ်အခွင့်အရေးတွေရလာနိုင်တယ်ပွင့်လန်းနိုင်တယ်ပေါ့နော်နောက်တစ်ခုကဂုဏ်သတင်းကြော်စုံမယ်เนาะလက်လာပါတွေထူးခြားသောလက်လာပါတွေပွင့်လန်းလာဖို့ရှိပါတယ်အဲ့တော့ပြောချင်တာဒီတစ်ပတ်အတွင်းမှာစပြီးတော့မှတင်းတင်းငွေတွေကပြောင်းလဲခြင်းတွေစပြီးဝင်ရောက်လာမယ်ပြောချင်ပါတယ်ဒီတစ်ပတ်အတွင်းမှာတင်းတင်းငွေတွေကဆိုလို့ရှိရင်ကောင်းသောလက်လာပါတွေကောင်းသောပညာရပ်တွေကံကောင်းခြင်းတွေအလောက်ကိုင်းတွေပွင့်လန်းမယ်ဆိုတဲ့ကာလကိုစပြီးရောက်တာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးကုသိုလ်ကံတွေကိုယ့်စီကိုမြန်မြန်ဆန်ဆန်ရောက်လာဖို့ဆိုရင်ဘာကုသိုလ်တွေလုပ်ရမလဲမိမိတို့အရင်မြတ်စွာဘုရားမှာမိမိတို့ရဲ့ဒီပေါ့ပြောချင်တာကုသိုလ်ကောင်းမှုနေ့စဉ်အာစနကံကုသိုလ်လေးကိုနေ့စဉ်လုပ်ပေးပါအဲ့တော့ဂုဏ်တော်တွေပွားပါเนาะမိမိတို့ရဲ့ဒီသက်စိเนาะဘယ်နဲ့အသက်ဘယ်လောက်ပဲဖြစ်ဖြစ်ဖန်ခွက်တစ်လုံးထဲမှာဒီတစ်ခုလေးနဲ့ပေါ့เนาะချိန်ပြီးတော့တောက်တော်ကြီးကိုထည့်ပါဥပမာဆိုအသက်20ဆိုရင်အချိန်20အသက်30ဆိုရင်အချိန်30ထည့်ပါဖန်ခွက်တစ်လုံးထဲမှာเนาะအသက်50 60ဆိုလည်းအချိန်ကြီးထည့်ပြီးရင်မြတ်စွာဘုရားကိုသက်စီတောက်တော်ကြီးကပ်ပါတယ်ရှင်ဘုရားပေါ့เนาะဒီလိုလေးတွေကပ်ပေးပါအဲ့တော့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ကုသိုလ်ကံတရားတွေကဆိုလို့ရှိရင်တလာပိုင်းရဲ့အဝင်မှာတည်းကသူကပြောင်းလဲမှုတွေကစတင်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်းတဲ့ကုသိုလ်ကံတွေမြန်မြန်ဆန်ဆန်ဆက်ရောက်လာဖို့အတွက်ကောင်းတဲ့စိတ်နှလုံးတွေမွေးပါကောင်းတာလေးတွေပြောပါလို့ပြောချင်ပါတယ်เนาะအဲ့တော့တနင်္လာသားသမီးများတနင်္လာသားသမီးများဆိုလို့ရှိရင်လည်းပဲဒီအပတ်တွင်းမှာဆိုလို့ရှိရင်သူကဘယ်လိုခေါ်လဲကိုယ့်အတွက်ကိုပူရတာမျိုးမဟုတ်ဘဲနဲ့တခြားသူအတွက်ကိုကနေပြီးတော့မှလိုက်ပြီးစူးစမ်းပေးရတာတခြားသူတွေအတွက်ကိုလိုက်ပြီးအချင်းကုန်ပြီးနေရတာတခြားသူတွေအတွက်ကိုပေးဆက်နေရတာတွေနဲ့ပဲဒီကာလမှာဆိုရင်အချိန်တွေကုန်သွားဖို့ရှိတယ်ပေါ့နော်နောက်တစ်ခုကကျတော့ကိုယ့်အတွက်ကရောဆိုရင်ကိုယ့်အတွက်ကလည်းဒီတစ်ပတ်အတွင်းမှာဒီလိုအလုပ်တွေများနေတဲ့ကြားကပဲကိုယ့်အတွက်ကလည်းပဲအောင်မြင်မှုတွေရနိုင်တယ်လို့ပြောချင်ပါတယ်သူများအလုပ်ကိုလည်းသူများအကျိုးကိုလည်းလိုက်လုပ်ပေးရင်းနဲ့ကိုယ့်ရဲ့ကိစ္စတွေလည်းပဲလုပ်နေတဲ့ဒီအလုပ်တွေများနေအာရုံတွေများနေတဲ့ကြားကပဲကိုယ့်ရဲ့ဒီလုပ်ငန်းကိုင်ငန်းတွေကလည်းပဲတိုးတက်အောင်မြင်ဖို့တွေရှိပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ပြောချင်တာကခုနှစ်သားသမီးတွေအားလုံးရဲ့ကိစ္စကိုကိုနဲ့မသက်ဆိုင်ပေမဲ့တို့ခြားသူတွေကိစ္စကိုကလိုက်လုပ်ပေးနဲ့စေတနာအမှားလေးတွေဖြစ်တတ်တယ်ဒါလေးကိုတော့နည်းနည်းတော့သတိထားပေးပါပေါ့နော်အဲ့တော့ပြောချင်တာကဒီကုသိုလ်ကောင်းမှုလေးတွေနဲ့ဗာလေးလုပ်ရမလဲဆိုလို့ရှိရင်တော့အိမ်ဖျားမှာပေါ့နော်ကိုယ့်ရဲ့အိမ်ဖျားမှာဂန်းကော်ပန်းလေးတွေဖျားကိုကတ်လှူပေးတာမျိုးဂန်းကော်အညွန့်လေးတွေလှူဒန်းပေးတာမျိုးလုပ်လို့ရပါတယ်နော်အဲ့တော့အညွန့်ဆိုတာကအဓိကတော့ဘယ်နဲ့ညွန့်ရလို့အဓိကတော့မဟုတ်ဘူးပေါ့လေနော်ကိုအဆင်ပြေသလိုလှူပါနော်ကိုဆင်ပြီးကိုတချို့ဆိုရင်ဒါဘယ်နဲ့ညွတ်လို့တယ်လဲဘယ်နဲ့ပွင့်လို့တယ်လဲရှိနေလို့တကယ်တော့မဟုတ်ဘူးအဓိကဂန်းကော်ပန်းလှူစေချင်တာဂန်းကော်အညွတ်လှူစေချင်တာเนาะအဲ့တော့မိမိတို့အဆင်ပြေသလိုလှူပေးပါအင်္ဂါသားသမီးများเนาะအင်္ဂါသားသမီးများဆိုရင်ဒီဘက်အတွင်းမှာ1ရက်နဲ့9ရက်နေ့ကြားထဲမှာဆိုလို့ရှိရင်သူလည်းပဲတော်တော်လေးဟိုမှာကောင်းသောပြောင်းလဲခြင်းတွေကြုံတွေ့ရတတ်ပါတယ်ကောင်းသောပြောင်းလဲခြင်းတဲ့အတူဗာလေးကရှင်တွဲပြီးတော့ရှိလဲဆိုလို့ရှိရင်ကျမ်းမာရေးကလေးဆိုင်ရမယ်ပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစားအသောက်နေထိုင်လေးစင်ကြယ်ရမယ်ပေါ့နော်ဆိုတော့အရန်တော့အန်ရမရှိဘူးဒါပေမဲ့ကျမ်းမာရေးလေးကလေးဆိုင်ပါဘာလို့ဆိုကိုကကံကောင်းခြင်းတွေရှိနေတာမို့လို့နော်ကောင်းတဲ့ဘယ်လိုခေါ်လဲကောင်းတဲ့အခွင့်အရေးကိုရှိကိုရောက်လာတဲ့အခါမှာကိုကကျမ်းမာရေးချုပ်တဲ့နေဘာမှခံစားရမှာမဟုတ်ဘူးဒါကြောင့်မို့လို့ကျမ်းမာရေးကောင်းအောင်ဂရုစိုက်ပါအစားအသောက်အနေထိုင်သွားလာဆင်ခြင်ပေးပါကံကောင်းခြင်းတွေရှိတယ်တစ်ပတ်အတွင်းမှာအင်္ဂါသားသမီးတွေကလည်းเนาะကောင်းသောလက်လာပါတယ်မျှော်လင့်တဲ့အခွင့်အရေးတွေရရှိနိုင်ပါတယ်เนาะအဲ့တော့ဒီအင်္ဂါတွေကရောဘာတွေလှုပ်ဆောင်ရမလဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီမိသားစုဝင်တွေအပြင်ကိုနဲ့တည်နေတဲ့ကိုပတ်ဝန်းကျင်ကိုတည်တဲ့အတိမိတ်ဆွေတွေပေါ့နော်အတိမိတ်ဆွေမှာဆိုလို့ရှိရင်ဇီးဖြော်ရည်တိုက်ပါလို့ပြောချင်ပါတယ်ရှင်ဇီးဖြော်ရည်လေးတိုက်ပေးပါပေါ့နော်မြတ်စွာဘုရားကိုလည်းဇီးဖြော်ရည်လေးကတ်လူပါလို့ပြောချင်ပါတယ်ရှင်အဲ့တော့နောက်ပြီးတော့ဗုဒ္ဓဟူသားသမီးမနဲ့မွေးပေါ့နော်ဗုဒ္ဓဟူသားသမီးတွေကဆိုရင်ဒီတစ်ပတ်အတွင်းမှာအမတန်ကိုမှကံတရားတွေကကောင်းမွန်နေဆိုတဲ့ကိန်းထဲမှာပါပါတယ်နောက်ဆိုကိုယ့်ကိုတစ်ချိန်လုံးအရင်တော့ကမေ့လျော့နေတဲ့သူတွေတောင်မှအခုချိန်မှာ
သတိတရားလေးနဲ့ကိုလုပ်ငန်းတွေလုပ်တဲ့သူတွေဆိုရင်ကိုလိုက်လှုပ်အပ်တာမျိုးကိုလိုက်အခွင့်အရေးပေးတာမျိုးလက်လာပါတွေပေးတာမျိုးဒါမျိုးလေးတွေကြုံရတတ်ပါတယ်ဗုဒ္ဓဟူးတွေကတော်တော်လေးကိုမှအဆင်ပြေတယ်ဆိုတဲ့ကာလကိုစပြီးတော့ပြောင်းလဲခြင်းဖြစ်ပါတယ်အဲ့တော့တစ်နှစ်ပတ်လုံးမှာဆိုရင်တော့တော်တော်လေးကိုကောင်းမွန်လာမယ်ဆိုတဲ့နေ့နံတွေပါအဲ့တော့ဗုဒ္ဓဟူးနေ့နံသားသမီးတွေကဆိုလို့ရှိရင်တော့ဘာကုသိုလ်လေးလုပ်เสียလို့ဆိုလို့လဲဆိုလို့ရှိရင်ဖះတွေသွားလို့ရှိရင်ဖះတွေရောက်တိုင်းမှာအေးလှူပါရေလှူပါเนาะလူတွေလာတဲ့ဖះဘူးလာတဲ့သူတွေကိုပဲဖြစ်ဖြစ်ကိုယ်အနီးနားမှာရှိတဲ့သူတွေကိုဖြစ်အေးလှူတာရေလှူတာအဲ့အလူလေးတွေလုပ်ပေးပါလို့ပြောချင်တယ်အဲ့တော့ညနေခင်းမွေးတဲ့ရာဟုသားသမီးများပေါ့နော်ရာဟုသားသမီးများလည်းအတူတူပါပဲဗုဒ္ဓဟူးလိုပဲအတူတူပဲအမတန်ကိုမှကံကောင်းခြင်းတွေကိုစတင်တဲ့ဒီတလာမိုင်းရဲ့ပထမပတ်ထဲမှာပါပါတယ်ရာဟုသားသမီးတွေကိုဘဝမှာပြီးခဲ့တဲ့အချိန်တုန်းကအားမရဖြစ်ခဲ့တဲ့ကိစ္စမျိုးတွေလည်းကြကြနေတဲ့ကိစ္စမျိုးတွေရှိမယ်ဆိုရင်ဒီအချိန်မှာဒီတစ်ပတ်ကနေစပြီးတော့ပွင့်လန်းလာမယ်ကြကြမှုတွေပွင့်လန်းသွားမယ်အောင်မြင်မှုတွေစတင်လာမယ်ကိုသတိတရားနဲ့ယာရုရတာအခွင့်အရေးရတာဒါမျိုးတွေကြုံတွေ့ရတတ်လိမ့်မယ်လူချစ်လူခင်ပေါ်လာမယ်စမ်းတွေလက်တွေပွင့်လာမယ်လို့ပြောချင်ပါတယ်အဲ့တော့ယာဟုတွေကလည်းအတူတူပဲဗုဒ္ဓဟူးတွေလိုပဲအရန်ကိုမှကောင်းသောပြောင်းလဲခြင်းတွေဒီတစ်ပတ်အတွင်းမှာစတင်လာမှာဖြစ်ပါတယ်အဲ့တော့ကုသိုလ်ရေးရဘာလို့ရမလဲဆိုခုနလိုပါပဲရေအလှူလှူပါအေးအလှူလှူပါလို့ပြောချင်ပါတယ်ရှင်အခုပြောပြချင်တာကြာသာပလေးပါကြာသာပလေးသားသမီးတွေကဒီတစ်ပတ်အတွင်းမှာဆိုရင်အမတန်ကိုကံကောင်းတယ်ဒါပေမဲ့အလုတ်လောက်ရတယ်ဆိုတဲ့အခါမှာနည်းနည်းလေးစိတ်ပင်ပန်းတာလူပင်ပန်းတာဒီလိုလေးတွေအားထက်ရတဲ့အပိုင်းလေးတွေရှိတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးပင်ပန်းရကြိုးနတ်သွားမယ်ဆိုတဲ့အခွင့်အရေးတွေလက်လာပါတွေပေါ်ကျော်သွားလာမယ်လို့ပြောချင်ပါတယ်ဒီတစ်ပတ်အတွင်းမှာဆိုရင်သတင်းကောင်းတွေကြားလာရတာကိုရဲ့အကူအညီအထောက်ပံ့တဲ့တခြားသောသူတွေရဲ့အောင်မြင်မှုတွေသတင်းစကားတွေကြားရတာကိုမိသားစုတွေရဲ့သတင်းစကားကြားရတာကိုယ်တိုင်ရဲ့အောင်မြင်မှုတွေအတိုင်းစားမရှိတက်လာတာငွေကြေးတွေရုပ်တရက်ဝင်လာတာဒါမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကြာတာပလေးတွေကဆိုလို့ရှိရင်လည်းပဲဘာတွေကုသိုလ်ကောင်းမှုလုပ်ရမလဲဆိုလို့ရှိရင်အဓိကကတော့ဒီပဋ္ဌာန်းတွေပူဇော်ပေးပါเนาะပဋ္ဌာန်းအကျဲပူဇော်လို့ရပါတယ်ပေါ့နော်အဲ့တော့အကျဲမရရင်လည်းအကျဉ်းပူဇော်ပေါ့နော်အဲ့တော့မေတ္တာတွေပို့ပါလို့ပြောချင်ပါတယ်ရှင်အဲ့တော့နောက်တစ်ခါဒီတောက်ကြသားသမီးများနောက်တောက်ကြသားသမီးများဆိုလို့ရှိရင်ဒီတစ်ပတ်အတွင်းမှာတောက်ကြသေးရဆိုလို့ရှိရင်လည်းပဲသူကကောင်းတဲ့ဘက်တွေလည်းရှိသလိုနော်ကောင်းတဲ့ဘက်တွေလည်းရှိသလိုတခါတရံကြရင်ကိုမိသားစုကြီးကမှစိတ်ဝမ်းကွဲတာလေးတွေလည်းဖြစ်တတ်တယ်။ကြတော့ကုဆလေးတွေတယောက်နဲ့တယောက်နားလည်မှုလွဲတာလေးတွေလည်းဖြစ်တတ်တယ်။မိသားစုတွေမှုမနဲ့အလုပ်ထဲမှာလည်းဒီလိုလေးတွေဖြစ်တတ်တယ်။စေတနာအမှားလေးတွေဖြစ်တတ်တယ်။ဒါလေးတွေတတိထားပေးဖို့လိုအပ်ပါတယ်ရှင်။အဲ့တော့ကောင်းသောအခွင့်အရေးတွေကရောရှိသလားဆိုရှိပါတယ်။ကောင်းသောအခွင့်အရေးတွေလည်းရှိတယ်။ကိုလုပ်တဲ့အလုပ်တွေအရာထင်လာမယ်တိုးတက်အောင်မြင်လာမယ်။အခုနကနည်းနည်းလေးစေတနာအမှားလေးတွေဖြစ်တာမျိုးတွေနဲ့တတိထားရပါမယ်နော်။ဆိုတော့သူ့ကိုဘာကုသိုလ်လေးလုပ်ရမလဲဆိုတဲ့အခါကြာလို့ရှိရင်နော်ကုသိုလ်ကောင်းမှုဆိုတာတောက်ကြသားသမီးတွေမှာဆိုလို့ရှိရင်အိမ်ဖျားမှာပေါ့နော်အိမ်ဖျားမှာအဓိကတော့ပြောချင်တာအောင်အိုးလေးတပြေးအိုးလေးပေါ့နော်တပြေးအိုးလေးထိုးပေးထားတာမျိုးလေးလုပ်ပေးပါလို့ပြောချင်ပါတယ်အဲ့တော့ခုပြောမှာစနေသားသမီးပါအဲ့တော့စနေသားသမီးတွေကဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဆိုအခုဒီအပတ်မှာအပြောင်းလဲတွေများမယ်လှုပ်ရှားမှုတွေများမယ်ခရီးအသွားလာတွေများမယ်ကောင်းသောပြောင်းလဲခြင်းတွေဖြစ်မယ်เนาะဒါပေမဲ့တော့လည်းပင်ပန်းတာတွေနဲ့တွဲပြီးတော့ဖြစ်တတ်တယ်ငွေရမယ်ဆိုရင်လည်းရဖို့တော့ရှိတယ်ဒါပေမဲ့နည်းနည်းလေးလှုပ်ရှားရတယ်အားစိုက်ရတယ်ပင်ပန်းတယ်ပြီးတော့မှကိုယ့်စီကိုလိုချင်တဲ့ຢာကရောက်လာတယ်နဲ့စိတ်ပင်ပန်းတဲ့ကာလလေးဖြစ်တယ်ပေါ့နော်ပြောချင်တာဒီအပတ်ကဒီပထမပတ်ကနေစပြီးတော့ဒီလိုလေးစပြီးဝင်နေဒါပေမဲ့စိုးနေရလားဆိုတော့လည်းအရင်ကြီးမစိုးနေဘူးနော်ကောင်းတဲ့ကာလတွေလည်းအများကြီးရှိတယ်ဒီဘတ်တွေကနေစပြီးတော့ပေါ့နော်ဆိုတဲ့အခါကျတော့ဒီစိတ်ပင်ပန်းတာလူပင်ပန်းတာစိတ်တွေတအားလှုပ်ရှားတာနောက်တစ်ခုဆိုလို့ရှိရင်ဘယ်လိုခေါ်လဲရုပ်တရက်စိတ်တွေကစိတ်ဆက်တာဒါတွေဖြစ်တတ်တယ်အဲ့တော့ကျေပြောနေတာကဒီအခုလိုချိန်ခါမှာဒီဟာမျိုးလေးတွေဖြစ်လာတယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ထိန်းညှိဖို့အတွက်စိတ်ကိုထိန်းဖို့လိုအပ်တယ်ဘာလို့ဆိုတော့စိတ်မထိန်းလို့ရှိရင်မလိုလားအပ်တဲ့ပြဿနာလေးတွေကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့ကံကောင်းခြင်းတွေကလည်းတွဲပြီးရှိနေတယ်ဆိုတာလည်းသိရပါမယ်အဲ့တော့ကံကောင်းခြင်းတွေအလုတ်ကင်တွေတိုးတက်အောင်မြင်မှုတွေကလည်းရှိနေတယ်ခုနလိုအညံ့လေးကနည်းနည်းတွဲရရှိနေတယ်ဒါကြောင့်မို့လို့ဒါကိုသတိထားဖို့လိုအပ်တယ်အဲ့တော့စနေသားသမီးတွေနော်ဘာကုသိုလ်တွေလုပ်ရမလဲဆိုတဲ့အခါကျလို့ဒီစနေသားသမီးတွေကဆိုရင်ဓာတ်ညွန့်ရယ်တပြေရယ်အုံညွန့်ရယ်နော်ဒီဟာလေး၃ခုကိုတွဲပြီးတော့တစ်ခုကို6ညွန့်စီပေါ့ဓာတ်ကိုတပြေကိုဇီကိုအဲ့ဒီဟာလေးကိုအိမ်မြတ်စွာဘုရားမှာမိမိတို့စနေနေ့
မနေ့9နာရီမှာလှူထားပေးပါလို့ပြောချင်ပါတယ်ရှင်အဲ့တော့ဒီကောင်းတဲ့အကံတွေလည်းရှိသလိုခုနကလိုမကောင်းတဲ့အညံ့လေးတွေလည်းရှိနေတဲ့အတွက်ကြောင့်မလို့ဒါဒီလိုအညွန့်လေးလှူထားခြင်းအပြင်ကို့မှာအများကြီးတတ်တာမှုရသွားမယ်လို့ပြောချင်ပါတယ်ရှင်အဲ့တော့ခေါင်းနဲ့သားသမီးတွေကဆိုလို့ရှိရင်အဓိကကဒီပထမပတ်မှာကိုကဒီတလားလုံးရဲ့ကန်စာတာကစပြီးတော့ဝင်လာဖြစ်တဲ့ energy ဘိုင်းဆိုင်ရာကဆိုလို့ရှိရင်လည်းပဲ energy ဘိုင်းဆိုင်ရာမှာဒီတလားလုံးရဲ့ energy ကလည်းလှုပ်ခတ်နဲ့လှုပ်ရှားမှုလေးတွေများမယ်ဆိုတဲ့ energy ဖြစ်တယ်အဲ့ဒီထဲမှာကောင်းတာတွေလည်းအများကြီးပါတယ်လို့မျိုးခုနပြောသလိုပေါ့နော်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီဆိုတဲ့ကိစ္စကာလလေးတွေလည်းသူ့နဲ့ဖြစ်ကြတာမို့လို့ခုတစ်ချက်ပြောပြရတယ်ကုသိုလ်ကောင်းမှုတွေနဲ့ရှင်ပြီးတော့လုပ်ကြမယ်ဆိုရင်အများကြီးကံကောင်းမှုတွေနဲ့ရင်ဆိုင်ရမယ်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်